မင်္ဂလာပါကိုဘာလေးမှမလဲခါရဲကြည့်လို့ရပါတယ်ရှင်ခုချိန်မှာဆိုရင်တော့ညာတောင်မှန်မှာတရုတ်စားစားတွေကိုစတင်ရွေးချယ်နေပြီပဲဖြစ်ပါတယ်လန်နာရလိုက်ပြီဘယ်တောင်မှန်မှာတရုတ်ခမင်းပွဲတွေကိုကြည်နေပါတယ်ကြည်နေတယ်ရွေးထားတယ်လောက်တာရွေးထားတယ်ညာတောင်မှန်မှာယူရီးယားစားစားတွေကြည်ပြောတော့ဘေးလိုက်လိုက်ပြီခင်ဗျာလာလိုက်ပါပြီလန်နာပါပြီ မလေးဒီလိုတန်နေပြောလို့ ဘလို့တန်ဘလို့ပြောတိန်ဒီယာစားစားတွေကိုလည်းကြော်လိုက်ပါတယ်နမ်းပြမဝင်းငါသုံးလိုင်းတွေကိုလည်းရွေးထားတယ်ခင်ဗျာရွေးနေတယ်ရွေးထားပါပြီရှမ်းစားစားရော ဟယ်လိုကိုသက်ဖာကြီးဝါဒီရောက်နေတာဟုတ်ဘောရှမ်းဟုတ်ပဲကောင်းတာလားဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ရှမ်းဟုတ်ပဲမှာလိုက်မယ်လေကိုသက်ဖာဟုတ်ဒါပဲနော်မလေးကိုသက်ဖာကလည်းဒီမှာပဲထိုင်နေကြအဲ့သူကြံပေးတယ်ရှမ်းဟုတ်ပဲဖားလိုက်တယ်ကောင်းတယ်ဆိုအဲ့ရှမ်းဟုတ်ပဲတစ်ဝဲပေးနော် ဟုတ်ကဲ့ပါခင်ဗျာဒီတစ်ခါမှာတော့ကိုတစ်စားရွေးချယ်မှုကမှန်ကန်ကောင်းပြီပဲဖြစ်ပါတယ်ခင်ဗျာဝါဒီတီယောက်မှာဆိုလို့ရှိရင်တော့ရှမ်းစားစားတွေကလည်းလုံးဝ special ကိုကောင်းပါတယ်ခင်ဗျာအခုဒီမှာရှမ်းခောက်ဆွဲကိုသုံးဆောင်မယ်ဆိုလို့ရှိရင်တော့အခုခဏလေးကြာရင်လာပို့ပေးပါမယ်ခင်ဗျာ ဘာကောင်မလေးလည်းမသိဘူးဟာအတိုင်းနဲ့ပြောနေဘာဖလားဝဲကြည့်ပြီးဝူးဝိုင်းလာလို့ အစားအသောက်ကောင်းလို့စိတ်ချမ်းသာဝါတီကိုသာလာခဲ့ပါ